သာသနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1380ပြည့်နှစ်ဇာမုံလဆန်းရှိရရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်အောင်ချမ်းသာရပ်ကွက်တိရိမင်္ဂလာလမ်းကံပြင်ကျောင်းတိုက်ဓမ္မယုံအတွင်းဆင်ကျင်းပပြုလုပ်အပ်သည့်မြတ်ဥယျာဉ်ဓမ္မသဘင်အခမ်းအနားဝယ်ရန်ကုန်မြို့နယ်2ရပ်ကွက်ညီညွတ်ရေးလမ်းအမှတ်3ခါကြီးနေဦးမောင်မောင်မြင့်ဒေါ်ဆန်းဆန်းထွေးသားမောင်ကျော်သာထက်သမီးမရင်ဝေလင်းသားမောင်တန်းစင်ဆိုမိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောအတိတရားရှိသူတို့၏စိတ်နေသဘောထားတရားဒေသနာတော်ဘုရားမြတ်စွာ၏မဟာကရုဏာကုံအာယုပြုကာတိကျူးဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်ဓမ္မသဘင်ကိုစတင်ကြရအောင်ယောကပ္ပဂောတိဟိပိယပမေယံကာလံကရောတောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိတိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်တွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအတင်ခြေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျက်တိထဘွယ်90အစုအလွန်ခဲရတော်မူတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြုတ်ကိုအထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝတဏ္ဍချိန်ပများစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာဒသဝိရိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဗျာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအတိတရားရှိသူတို့ဤစိတ်နေသဘောထားလောကမှာလူတွေပြောကြတယ်ဒီလူကတော့အတိတရားမရှိဘူးဒီလူကတော့အတိတရားရှိတယ်ဘာကိုရည်ညွှန်းပြောနေကြတာလဲအတိတရားဆိုတာဘယ်ရာကိုခေါ်တယ်လဲလို့ခြုံငုံသုံးသပ်ကြည့်ဖို့လိုတယ်အတိတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားလူတယောက်မှာအတိတရားမရှိခင်ကစိတ်နေသဘောထားကဘယ်ပုံရှိပြီးအတိတရားရှိပြီးတဲ့နောက်မှာစိတ်နေသဘောထားပြောင်းလဲလာမှုကဘယ်လိုလဲလို့ကိုဆန်းစစ်ပြီးတော့ကြည့်တင်တာပေါ့အတိတရားလို့ဆိုတာအမှန်ကန်စဉ်းစားနိုင်မှုအခြေခံအားဖြင့်ပြောရမယ်ဆိုရင်တော့လူမှုရေးရနဲ့ပတ်သက်တဲ့အတိတရားဆိုတာတစ်မျိုးအခြေခံအဆင့်အတိတရားတစ်မျိုးထို့တဲ့အဆင့်မြင့်သွားတဲ့အတိတရားကတစ်မျိုးလို့အတိတရားကိုအကျဉ်းချင်းအားဖြင့်အဆင့်2မျိုး level 2မျိုးခွဲပြီးတော့ကြည့်လို့ရတယ်ပေါ့မှန်ပါဗျာလူတွေဆိုတာအခြေခံအဆင့်ဆိုတာရှိကိုရှိရအခြေခံအဆင့်မှာအတိတရားမရှိဘဲနဲ့အဆင့်မြင့်မှာအတိတရားရှိတယ်ဆိုတာမဖြစ်နိုင်ဘူးเนาะမှန်ပါဗျာအခြေခံအဆင့်ပြည့်စုံပြီးသားပုဂ္ဂိုလ်များတာနဲ့အဆင့်မြင့်အတိတရားဆိုတာဖြစ်နိုင်တယ်အဲ့တော့အတိတရားလို့ဆိုသည့်နေရာမှာအမျိုးမျိုးရှိနိုင်တယ်လို့ဒီလိုမှတ်ရမယ်အတိတရားဆိုတာအခြေခံအားဖြင့်ပြောမယ်ဆိုလို့ရှိရင်လူတိုင်းမှာရှိတဲ့
အခြေခံအတိတရားဆိုတာဘာလဲလို့ပြောမယ်ဆိုလို့ရှိရင်ကိုချင်းစာတရားပဲလောကမှာကိုချင်းစာတရားထားတတ်တဲ့ပုဂ္ဂိုလ်ဟာတစ်ဖက်သားရဲ့ခံစားချက်ကိုသိပြီးတော့မကောင်းတဲ့အလုပ်မလုပ်တဲ့သူတော်ကောင်းမျိုးဖြစ်တတ်တယ်ဒီမကောင်းတဲ့လူတွေလူဆိုးလူမိုက်တွေလူရန်ကားတွေအတိတရားမရှိတဲ့လူတွေဆိုတာကိုချင်းစာတရားမရှိတဲ့ပုဂ္ဂိုလ်တွေလို့ပြောရမှာနော်မှန်ပါပါဗျာကိုချင်းစာဆိုတာဘာကိုခေါ်တာတော့ဆိုကိုနဲ့နှိုင်းစာပြီးတော့ကြည့်တယ်အဲ့တော့ကိုနဲ့နှိုင်းစာကြည့်တယ်ဆိုတဲ့နေရာမှာဘယ်လိုအဆင့်မျိုးကိုပြောတာတော့ထပ်ပြီးတော့ခွဲလို့ရသေးတယ်ကိုနဲ့နှိုင်းစာရမယ်ဆိုလို့ရှိရင်ဥပမာမကောင်းတဲ့အလုပ်လောက်ကင်စားတော့တဲ့ပုဂ္ဂိုလ်တယောက်ကကိုနဲ့နှိုင်းရမှာလားနော်မကောင်းတဲ့လူတယောက်ကကိုနိုင်နှမ်းပြီးတော့ကိုချင်းစာရမှာလားဒီလိုဟာမျိုးမဟုတ်ဘူးနော်ကိုချင်းစာဆရာကိုချင်းစာတရားဆိုတာမြတ်စွာဘုရားသခင်ကိုရောမြတ်ကအတုပနာယိကလို့ခေါ်တယ်အတ္တဥပနာယိကကိုနဲ့ရှင်းရှင်းပြီးတော့ကြည့်ရမယ်ကိုအကြိုက်နဲ့ရှင်းရှင်းပြီးတော့ကြည့်အများရဲ့စိတ်ဆန္ဒအများရဲ့ကြိုက်နှစ်သက်မှုကိုရှင်းပြီးတော့ကြည့်ရမယ်ကိုကြိုက်နှစ်သက်တာနဲ့ရှင်းပြီးတော့ကြည့်ရမယ်ဆိုတော့လူတယောက်ကအရက်တောက်ချင်အရက်ကြိုက်တယ်သူလည်းတောက်ချင်တောက်ပါသေးဆိုတာဒါကိုချင်းစာတရားတော့မဟုတ်ဘူးဒီဟာမျိုးဆိုလိုတာမဟုတ်ဘူးနော်မှန်ပါပါဗျာဒီလိုဟာမျိုးဆိုလိုတာမဟုတ်ဘူးအခြေခံအဆင့်ကဘယ်လိုပြောရမလဲလို့ဆိုရင်လူတိုင်းဟာဒုက္ခကာမဒုက္ခပฏิကူလချမ်းသာတာကြိုက်တယ်တဲ့ဆင်းရဲတာမကြိုက်ဘူးဆင်းရဲမှုကိုယုံမုန်းတယ်ဘယ်သူပဲမေးလိုက်ပြီးတော့လူရှိသမျှကိုအကုန်စစ်တမ်းထုတ်ပြီးတော့မေးရင်ဒုက္ခကာမစိတ်ပုံမှန်ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေလိုက်မေးမယ်ဆိုရင်ဒုက္ခကာမချမ်းသာခြင်းနဲ့ချမ်းသာတယ်ဆိုတာပတ်စံချမ်းသာတာကိုပြောတာမဟုတ်ဘူးနော်မှန်ပါပါဗျာလူဆိုတာဘဝမှာအစဉ်ပြေပြေလေးနေခြင်းတာချမ်းသာခြင်းနဲ့အေးစစ်စစ်နေခြင်းနဲ့အဲ့ဒီချမ်းသာမျိုးကိုပြောတာမှန်ပါပါဗျာပတ်စံချမ်းသာတာကစိတ်ချမ်းသာတာမဟုတ်ဘူးတခြားစီနော်မှန်ပါပါဗျာဒါကြောင့်မို့ဗမာစကားမှာသွားပြီးတော့ရောတတ်တယ်လူချမ်းသာနဲ့သွားပြောလို့ရှိရင်ပတ်စံရှိတဲ့လူကိုလူချမ်းသာလို့သွားတွက်တတ်တယ်အဲ့ဒါမျိုးကိုပြောတာမဟုတ်ဘူးမိမိအစဉ်တန်းလိုက်ဘဝမှာစိတ်ချမ်းသာကိုချမ်းသာနေတာဟုတ်တာစိတ်ချမ်းသာတယ်လို့ခေါ်တာပဲအဲ့ဒါတွေဘလောက်များနေစိတ်ချမ်းသာခြင်းမှာချမ်းသာတယ်လေဝေကြီးတွေကထောင်တောင်းသိမ်းပေါင်းထောင်တောင်းရင်းနှီးထားတယ်အဲ့ဒီအလုပ်တစ်ခုမတော်တဆပျက်စီးသွားမှကိုအမြဲတမ်းစိုးရိမ်နေရတယ်ဟောချမ်းသာတဲ့ငွေချမ်းသာတဲ့ပုဂ္ဂိုလ်ဟာထိုငွေတွေဆုံးရှုံးမှအမြဲကြောက်နေရတယ်မှန်ပါပါဗျာအဲ့ဒါချမ်းသာမဟုတ်ဘူးပတ်စံချမ်းသာတာချမ်းသာတာမဟုတ်ဘူးတကယ်စစ်ချမ်းသာတာကအဲ့ဒါမျိုးကိုပြောတာမဟုတ်ဘူးတဲ့မိသားစုဘဝမှာဗာနဲ့ပဲနေရသာဝနေလေးပြည့်စုံနဲ့မတောင်းမတမကြောင်းမကြနဲ့အေးသက်သာချမ်းသာနေနိုင်ရတယ်ဆိုတာမျိုးကိုဆိုလိုတယ်အဲ့တော့လူတိုင်းဟာချမ်းသာခြင်းညခုနငွေရှာတဲ့ပုဂ္ဂိုလ်တွေကလည်းချမ်းသာခြင်းလို့ရှာတာကတော့ချမ်းသာခြင်းတယ်သို့တော့ချမ်းသာခြင်းလို့ရှာပေမဲ့လို့ချမ်းသာတယ်တွေ့သလားဆိုချမ်းသာတယ်မာတာတွေမဟုတ်ဘဲနဲ့ဆင်းရဲဒုက္ခတွေလည်းအများကြီးတွေ့ရတာပေါ့မှန်ပါဗျာဒါကြောင့်စိတ်ချမ်းသာမှုဆိုတာတစ်ခုနဲ့တစ်ခုမတူဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကသာဂဝင်တွေကအလှဲ့ကျခုခေတ်လိုပြောမယ်ဆိုရင်တော့တပါတီစနစ်လူမျိုးတစ်မျိုးကအုပ်စိုးတာကို oligarchy system လို့ခေါ်တယ် monarchical system ဆိုတာဧကရာဇ်ဘုရင်တွေအုပ်စိုးတာဘုရင်တဦးတည်းကနေသားစဉ်မျိုးဆက်အုပ်စိုးသွားတာ monarchical system လို့ခေါ်တယ်ဘုရားလက်ထက်ကဗိမိတာရတို့ကောသလတို့အဲ့ဒီစနစ်နဲ့အုပ်စိုးတာသူတို့သားစဉ်မျိုးဆက်ဘုရင်အုပ်စိုးသွားဘုရားရဲ့အမျိုးဖြစ်တဲ့တာဂီဝင်တွေတို့ဟိုဝေဒာလီယပြည်ကလိမ့်ဆွေတို့ဘုရားပြိဋိဘံဆိုင်ရာရက်ကမန္လာတိုင်းကမန္လာမင်းတွေတို့ဆိုတာတွေက oligarchy system လို့ခေါ်တယ်ခုခေတ်လို့ဆိုရင်တော့တပါတီအုပ်စိုးတယ်လို့ဒီလိုပြောနော်မှန်ပါပါဗျာလူမျိုးတစ်မျိုးကနေပြီးတော့အပေါင်းအဖွဲ့လုပ်ပြီးတော့အုပ်စိုးတဲ့စနစ်ပေါ့ခ
ခုခေတ်က Republican ဆိုတာတွေနဲ့ခတ်ဆင်ဆင်ပေါ့သို့တော့မဲနဲ့တင်မြှောက်ထားတာမဟုတ်ဘူးသူတို့လူမျိုးအုပ်စုကနေပြီးတော့အပေါင်းအဖွဲ့လုပ်ပြီးတော့အလှည့်ကျခုခေတ်လိုပြောမယ်ဆိုရင်အလှည့်ကျဥက္ကဋ္ဌအလှည့်ကျသမတနဲ့သွားတာမျိုးအဲ့ဒီထဲမှာတာကဝင်မင်းတွေထဲမှာအလှည့်ကျပြီးတော့ဥက္ကဋ္ဌလုပ်နေရတဲ့ဗတ္တိယဆိုတာသူ့ရဲ့တငယ်ချင်းအနုရုဒ္ဓကနေပြီးတော့အတင်းဆွဲပြီးတော့သင်္ကန်းဝတ်ရအောင်ပြောတော့နောက်ဆုံးကိုတငယ်ချင်းကိုခင်မင်နာနဲ့ဥက္ကဋ္ဌသမတရာထူးကိုစွန့်ပြီးတော့သူပဲသင်္ကန်းဝတ်သွားတယ်တူတူသင်္ကန်းဝတ်လိုက်ကြတယ်အနုရုဒ္ဓတို့ဗတ္တိယတို့အာနန္ဒာတို့ဘဂုတို့ဒေဝတတ္တတို့ဆိုတအုပ်စုတွေသင်္ကန်းဝတ်လိုက်ကြတာအဲ့တော့အဲ့ဒီပဲဗတ္တိယကလက်ရှိရာထူးတစ်ခုကိုစွန့်လွတ်ပြီးတော့သူသင်္ကန်းဝတ်လိုက်တော့မြတ်စွာဘုရားတရားတော်မှာကျင့်လိုက်တဲ့အခါတရားအသိရှိသွားပြီးဉာဏ်တာဖြစ်သွားတဲ့အချိန်ကနေပြီးတော့သူတကားတဲ့နေတဲ့အခါမှာနှုတ်ကနေမကြာခဏသူကနှုတ်ကနေပြီးတိုးတိုးနဲ့ပြောနေတတ်တယ်။ဘာပြောတော့ဆိုအဟောဒုက္ခံအဟောဒုက္ခံချမ်းသာလိုက်တာနော်ချမ်းသာလိုက်တာဒီဘဝကိုငကိုတော့သူမလာခြင်းဘူးတိုင်းပြည်ကိုအုပ်စိုးရတဲ့ဘဝကိုပဲသူကြိုက်တယ်ဒီယဟန်ဘဝကိုသူမလိုလားဘူးသို့တော့တရားအသိရှိလိုက်တဲ့အခါကျတော့သူစိတ်နေသဘောထားတွေပြောင်းသွားတယ်ပြောင်းသွားပြီးတော့သူဘာပြောတော့ဆိုချမ်းသာလိုက်တာချမ်းသာလိုက်တာသူစိတ်ထဲမှာလာကနောက်တောင်ကျသွားတယ်လို့ထင်တယ်ဟုတ်ကဲ့ခုမှချမ်းသာတာအလုံးကိုဆွန့်လွတ်လိုက်တယ်ဆွန့်လွတ်ပြီးတော့ယဟန်ဘဝကူးပြောင်းပြီးတရားအသိတွေရသွားတဲ့အချိန်မှာချမ်းသာလိုက်တာဆိုတော့ဒီကပုဂ္ဂိုလ်တွေကဒီယဟန်ကအမြဲတမ်းသူကချမ်းသာလိုက်တာပြောတာလူဘဝတုန်းကမင်းစည်းစိမ်ညာမျောလင့်ပြီးတော့သူကချမ်းသာတာနဲ့ညီးနေတာလားအဲ့ဒါကိုပြန်ပြီးရကြလို့များနောက်ကျောင်းပြန်နေတာလားလွမ်းတနေတာလားလို့ဘေးကထင်ညတဲ့မှန်လားပါထင်တဲ့အခါကျတော့မြတ်စွာဘုရားကိုသွားလျှောက်ကြတယ်ဗတ္တိယကဘယ်နေရာဖြစ်ဖြစ်သူပါဇက်ကချမ်းသာလိုက်တာပြောနေသူဘာရည်ရွယ်ပြီးပြောတာတော့ဆိုတော့ဘုရားကရှင်းအောင်လို့ခေါ်မေးတယ်နေပါအောင်ဗတ္တိယချမ်းသာလိုက်တာလို့နှုတ်ကမကြာခဏပြောရအောင်ဘာကိုရည်စူးတာတော့လို့ဆိုအရှင်ဘုရားတဲ့တပည့်တော်တိုင်းပြည်မှာဘယင်လုံနေတဲ့အချိန်ဥက္ကဋ္ဌသမတရာထူးရနေတဲ့အချိန်တော့တပည့်တော်အဆောင်လျှောက်တွေချထားပါရဲ့တန်းနဲ့တပည့်တော်အိတ်ကောင်းခြင်းမအိပ်ရဘူးဗျာတဲ့အမြဲတမ်းတတိရှိနေရတယ်ပေါ့ငါများဘသူကလာပြီးတော့လောက်ကြမှာတော့လို့စွန့်ရင်တကြီးဖြစ်နေတယ်ငါ့ကိုမကျေနပ်တဲ့ပုဂ္ဂိုလ်တွေကငါမြတ်သားဒုက္ခပေးမှလားနဲ့အမြဲတမ်းဘယ်သူမှမယုံရဘူးကိုနားနေတဲ့လူတော်ကိုမယုံဘူးကိုသက်တော်ဆောင်တော်ကိုမယုံဘူးဖြစ်နေအဲ့ဒီတော့ကကြောက်လန့်နဲ့ကောင်းကောင်းမွန်မအိပ်ရဘူးအမြဲတမ်းတတိရှိနဲ့နေရတဲ့ဘဝကြီးတဲ့အခုကျတော့တပည့်တော်ဘယ်သူမှလည်းကြောက်စရာမလိုတော့ဘူးဘယ်နေရာနေတပည့်တော်ဘာအန္တရာယ်မှမရှိဘူးခုမှလွတ်လပ်ပြီးတော့ချမ်းသာတဲ့ချမ်းသာတကယ်ကိုဝိမု ക്തി ဒုက္ခအလုံးလွတ်ကင်းသွားတယ်စိတ်နေထားကလည်းလွတ်သွားတယ်ဘာမှတွေ့တာစရာမရှိဘူးမိသားစုပေါ်မှာလည်းမတွေ့တာတော့ဘူးကိုယ့်ကိုယ်လည်းမတွေ့တာတော့ဘူးလုံးဝကြီးလွတ်ကင်းချမ်းသာတာခုမှချမ်းသာတာဒီချမ်းသာရတာတပည့်တော်နောက်ကျလိုက်တာလို့ဒါကိုရည်ရွယ်ပြီးတော့တပည့်တော်ချမ်းသာလိုက်တာလို့ပြောတာပါတဲ့ကဲတရားအသိရှိတဲ့ပုဂ္ဂိုလ်ရဲ့သဘောထားကမရှိခင်ကသဘောထားနဲ့မကွာဘူးလားကွာကြပါရဲ့ဗျာမရှိခင်တော့ကဒါကိုပြင်းစရာကြီးလို့ပဲထင်တာပဲလေမှန်လားပါဗျာမိသားစုဘဝဆွန့်လွတ်ပြီးတော့တရားဓမ္မကျင့်ဖို့တောတဲ့တောင်နဲ့ထွက်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးတရားအသိမရှိခင်ကအလွန်ပြင်းစရာကောင်းတဲ့လုပ်ငန်းကြီးတစ်ခုပဲလို့ဒီလိုမြင်ခဲ့တယ်တရားအသိလည်းရှိလိုက်ရောအဟောဒုက္ခံချမ်းသာလိုက်တာဆိုတာဟောတရားသိသူအသိတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့ဒီသဘောထားအမတန်မှထူးခြားတယ်ဒါကအခြေခံသဘောတရားမဟုတ်ဘူးအတော်အဆင့်မြင့်သွားတဲ့သဘောတရားဖြစ်သွားပြီမှန်ပါပါဗျာဒီအဆင့်ရောက်ဖို့ကလူတိုင်းမလွယ်ဘူးဒါဖြင့်အခြေခံအသိတရားရှိဖို့ဆိုတာဘာတော့ဆိုရင်ခုနကိုချင်းစာတရားဆိုတာဒုက္ခကာမလူတိုင်းဟာချမ်းသာတာကိုမျက်နှိုးတယ်ချမ်းသာခြင်းရတယ်ဒုက္ခပฏิကုလဆင်းရဲတာကိုယွံမုန်းကြတယ်ဆင်းရဲတာကြောက်တယ်
ဒါကအလုံးတူညီတဲ့သဘောတရားပဲအဲ့ဒီလိုဖြစ်ပါရဲ့တန်းနဲ့လူတွေကကိုချမ်းသာဖို့အတွက်သူများကိုဘာလို့ဒုက္ခပေးကြသလဲဒါတရားနဲ့သိရအတိတရားဆိုတာအဲ့ဒါပြောတာမှန်လားပါဗျာငါချမ်းသာခြင်းနဲ့ဒုက္ခကိုယုံမုန်းတယ်ငါချမ်းသာရဲ့တန်းနဲ့ငါမကြိုက်တဲ့အလုပ်ကြဘာဖြစ်လို့လုပ်ချင်ရလဲဟောစဉ်းစား